ဓာတ်ပုံရိုက်တာကိုရုပ်ဆိုးလို့တရားဆွဲပြီးတော့မှရဲစခန်းတိုင်ကြီးဆိုလို့ရှိရင်ငါတို့လာဝကောက်တရားဆွဲမယ်စမတ်ကရုပ်တရားလေကိုရုပ်ကိုကြည့်ပြီးတော့မှကြောက်တယ်သိလားအမလေးဘလို့ကျမစမတ်ကရိုက်တော့မှဆိုလေသူကလည်းစူးစမ်းရိုက်ပေးရှာပါတယ်ကျမကလေတစ်ချိန်ရိုက်လိုက်တယ်အမစိတ်တိုင်းကြလာကြည့်ဒီရုပ်ပဲနောက်တစ်ချိန်ရိုက်တယ်စိတ်တိုင်းကြလာကြည့်ဒီရုပ်ပဲ၃ချိန်လောက်ကြတော့ကိုလည်းအားနာပြီလေသိလားရပါတယ်လို့ကိစ္စမရှိပါဘူးဆိုထွက်လဲထွက်လာလူရတယ်ကြောက်ဒီလိုမျိုးနဲ့လေဆိုးလိုက်တဲ့ရုပ်ငါတက်နဲ့တကိုလေမှတ်ပုံတင်တဲ့ passport ကဆိုးလာပြီးမှတ်တာစမတ်ကအစိုးဆုံးများအဲ့တော့အခုဆွဲလို့ရပြီတဲ့တရားဆိုရင်ကျမတို့လောက်ကောက်တရားဆွဲမယ်နော်ဘယ်နဲ့စမတ်ကတခါလေတတိုင်းတပြီလုံးနော်တတိုင်းပြီလုံးအဲ့ဒီကပုံသားရဲ့အတီဆိုလို့ရှိရင်ကျမတို့ international မှာမြန်မခောက်မှာအဲ့ဒီပုံသားသုံးရမယ်ဆိုရင်တော့လေဘလူးဒီတောင်စောက်တွေနေကုန်မလဲလို့ဒါ black and white ပဲရှိသေးကာလာနဲ့ဆိုပို့ဆိုးမယ်နဲ့တူရနော်သူblack and white ပဲထွက်မှာလားကာလာနဲ့ထွက်လာအောင်မလားဟာကြည့်အဲ့ဒါစမတ်ကတ်မြန်လေစမတ်ကတ်ပုံမြန်လေအမလီလောကကြီးမှာစမတ်ကတ်ရုပ်လောက်နော်စမတ်ကတ်ရုပ်လောက်ဒီပရက်ရှင်ဖြစ်စေတယ်မရှိတော့